comment ထဲမှာပြောနေတာဆန်းကသိန်းထောင်ချီကုန်ခံပြီးတော့မှဘာမှလည်းမပြောင်းလဲလာဘူးနေဆန်းပါပဲဟုတ်ပါတယ်နေဆန်းပါပဲလို့နေဆန်းကကြတော့ဘာတွေလုပ်လဲဆိုရင်တော့ဒါတွေကိုပြောင်းလေးဖြစ်အောင်ပါပြည့်လေးဖြစ်ရအောင်ခွဲစိတ်ပြီးတော့မှပြုလုပ်ထားပါတယ်เนาะနောက်တစ်ယောက်ဖြစ်အောင်ခွဲစိတ်ပြုလုပ်ထားတာမဟုတ်ပါဘူးဘယ်နေရာဘာတွေပြင်ထားလဲဆိုရင်တော့နှာခေါင်းအရင်တော့နှာခေါင်းကကြတော့ဆီလီကွန်ရိုးဆီလီကွန်360 90တန်ပဲရှိတဲ့ဆီလီကွန်လေးပါအခုနှာခေါင်းလေးကကြတော့300တန်နှာခေါင်းပဲဖြစ်ပါတယ်ဆီလီကွန်နဲ့မဟုတ်တော့ပါဘူးနန်ယိုးနဲ့ကိုနန်ယိုးနဲ့ပဲအစားထိုးပြီးတော့မှခွဲစိတ်လောက်လိုက်တာပါအဲဆိုတော့အဲ့ဒါလေးကွာသွားတယ်ပေါ့နော်ဆီလီကွန်လည်းမဟုတ်တော့ဘူးကိုအယိုးနဲ့ကိုနဲ့မျက်နှာဆိုရင်လည်းအရင်တော့ခြိုက်တဲ့ဟာလေးကိုပြန်ဖြည့်ထားတယ်နောက်တော့အရင်တော့ဖေလာတွေလည်းအကုန်လုံးခွဲထုတ်ထားပြီးတော့မှကိုအစီနဲ့ပဲအစားထိုးပြီးတော့မှခွဲစိတ်ပြုပြင်ထားတာပါအဲ့ဒါကြောင့်မို့ပါနော်နောက်တစ်ယောက်ဖြစ်အောင်ခွဲစိတ်ပြုပြင်ထားတာမဟုတ်ပါဘူးအခုဆိုရင်ဆိုင်မျက်နှာလေးကိုမျက်လုံးအောက်မှာခြိုက်တဲ့ဟာတွေဒီနားလေးမှာခြိုက်တဲ့ဟာတွေကိုအရင်တော့ဖေလာလေးကိုခွဲထုတ်ထားပြီးတော့မှကိုရဲ့အစီကိုရဲ့အသားနဲ့ခွဲစိတ်ပြုပြင်ထားတာပါဒီမေးဆိုရင်လည်းဖီလာတွေခွဲထုတ်ထားပြီးတော့မှပြန်ပြီးတော့မှကိုယ့်ရဲ့အစီလေးနဲ့အစားထိုးပြီးတော့မှခွဲစိတ်ထားတာပါပုံမှန်နှာခေါင်းကနေရိုးထည့်တာကြတော့လေ300ကျော်ဆိုရင်တော့လုပ်လို့ရပါပြီစမ်းကဘာဖြစ်လို့300အထိဖြစ်သွားလဲဆိုရင်တော့စမ်းကအရင်တော့ကလှုပ်ထားတဲ့ဟာလေးကိုလည်းပြန်ခွဲထုတ်ရတယ်အရင်တော့ရိုးဆီလီကွန်ပဲထည့်ထားရတာလေဆိုင်ရဲ့နှာခေါင်းကကြတော့ရိုးဆီလီကွန်ဖြစ်တော့လေဒီနားလေးမှာမြင့်လို့မရဘူးရိုးဆီလီကွန်နဲ့အသင်းမြင့်ထားတဲ့ခါကျတော့ဒီနားလေးမှာအနာဖြစ်သွားပါတယ်ရင်တော့ဟာလေအနာလေးပြန်ကူးရတယ်เนาะအဲ့တော့ကြောင့်မိုးစမ်းဟာကကြတော့တော်တော်လေးလှုပ်လိုက်ရတာပေါ့เนาะအဲ့ဒါကြောင့်မိုးပို့ပြီးတော့မှစီးကြည့်သွားတာပါเนาะအဲ့ဆိုတော့ဘန်ကောက်မှာနှာခေါင်းလောက်တာကြတော့နိုင်ရိုးနဲ့လောက်တာကြတော့300ကျော်ကနေစပြီးတော့မှ500 600အထိရှိပါတယ်။ဆိုင်ရလက်မောင်းကကြတော့အရင်တော့လက်မောင်းဒီနားလေးမှာကြတော့အစီရမရှိတော့ဘူးအစီရမရှိတော့ဘူးဝိတ်ချထားတယ်ဒါပေမဲ့အသားတွေတွဲလာတယ်အဲ့ဒီတွဲလာတဲ့ဟာလေးကိုနည်းနည်းပြန်ပြီးတော့မှစောက်ထောက်ထားတာပေါ့နော်လက်မောင်းလေး18ရက်မြောက်နေ့ပဲဖြစ်ပါတယ်နည်းနည်းတော့ရောင်နေသေးတယ်ပေါ့နော်တချို့ဟာကြတော့လေရောင်နေတဲ့ပုံလေးကကြတော့တကယ်ခွဲစိတ်ပြီးတော့မှအဲ့တိုင်းထွက်လာမယ်လို့ထင်ကြတယ်เนาะအဲ့လိုမျိုးလေးရှိပါတယ်ဘယ်လိုမျိုးရောင်တဲ့ပုံစံလေးကိုထွက်လာရမှာတော့ဒါတော့မှအယောင်ကြအောင်မယ်ဒါကတော့18ရက်မြောက်နေ့ဘယ်လိုနေလဲ10ရက်မြောက်နေ့ရှယ်ပဲလားနည်းနည်းအရင်တုန်းက2020တုန်းကအသက်ငယ်တုန်းကမျက်နှာလိုမျိုးနည်းနည်းပြန်ရလာလို့ခံစားရတယ်ဟိုတုန်းကဆိုရင်မျက်နှာပြည့်လေးပေါ့နော်အခုကြတော့မျက်နှာဖြည့်လိုက်ခါကြတော့အရင်တုန်းကပုံစံလိုမျိုးပြန်ရလာလို့ခံစားရတယ်ကလေးရောက်ဖြစ်သွားနှာခေါင်းကကြတော့လေအခုမှချွန်းရှည်လေးဖြစ်သွားတယ်ကွယ်နိုင်ရိုးနဲ့အစားထိုးလောက်မှာပဲရတော့တာပေါ့နော်အရင်တော့ကျတော့ပတ်စံနှမျိုးကလေနိုင်ရိုးနဲ့စားထိုးလောက်တာကျတော့ဈေးကြီးတယ်ရိုးဆီလီကွန်ထည့်လို့ရှိရင်လေဆရာနဲ့တေးတခြားတိုင်ပင်ကြပါနော်ဆရာဝန်ကဒီလောက်ပဲမြင့်လို့ရမယ်ဆိုရင်ပြောလို့ရှိရင်လေဆရာဝန်ပြောသလိုပဲလက်ခံပါစမ်းကကျတော့ဆရာဝန်ပြောသလိုလက်မခံရင်တော့ကနည်းနည်းပဲမြင့်လို့ရမယ်ဆရာဝန်နဲ့ပြောတဲ့ခါကျတော့ကိုကတော့နားမထောင်ကွယ်အများကြီးမြင့်ပေးရိုးဆီလီကွန်ဆိုရင်လည်းအများကြီးမြင့်လို့ရှိရင်ပေါက်ထွက်တယ်အနာဖြစ်ထွက်တယ်အနာဖြစ်တတ်တယ်ပေါ့နော်ဆန်းကအရင်တော့အရန်မြင့်ထားတယ်အနာဖြစ်သွားတယ်ဒီမှာအခုက open လောက်မှာပဲအနာတွေပြန်ပြီးတော့မှကုတ်ရတာပေါ့နော်အဲ့တော့ကြောင့်မို့ပို့ပြီးတော့စီကြည့်သွားတာပါဒါပေမဲ့ခုကကျတော့ဆီလီကွန်နဲ့မဟုတ်တော့ပါဘူး share ဝိုင်းဆိုတော့အခုကကြတော့မျက်နှာကကြတော့လှနေပြီပေါ့နော်ခန္ဓာကိုယ်အမြဲတမ်းပေါ့နော်ခန္ဓာကိုယ်လှရအောင်ခန္ဓာကိုယ်အမြဲတမ်းကြည်လေးဖြစ်ရအောင်ဆန်းကဘီကိုတဲ့ထုတ်ထားတဲ့ Gluta Sakura Fish Collagen လေးကိုတောက်မှာဖြစ်ပါတယ်ဒီကောင်ကကြတော့လေအရန်ထိရောက်မှုမြန်တယ်ကောလာဂျင်တောက်ချင်တယ်ဘာကောလာဂျင်တောက်ရမှာလဲဆိုတဲ့သူတွေအကောင်လုံးပေါ့နော်မီကိုတဲ့ထုတ်ထားတဲ့ Gluta Sakura Fish Collagen လေးကိုတောက်ပါလို့ပြောချင်ပါတယ်သူကကြတော့ Gluta Collagen ဖြစ်လို့တော့ကြောင့်မို့လေပို့ပြီးတော့မှထိရောက်မှုမြန်တယ်ဘာလို့ collagen ပဲတောက်ဘာမှမထူးခြားလာဘူးဆိုတဲ့သူတွေအတွက်ပေါ့နော်မီကို Gluta Sakura Fish Collagen ကိုတောက်ကြည့်ပါတော်တော်လေးထိရောက်မှုမြန်တယ်အရန်ကောင်းတယ်သူကရိုး collagen မဟုတ်ဘူးတောက်ကြည့်ပါသူကအသီးအနှံ့နဲ့လောက်ထားတယ်ပေါ့နော်အသီးနဲ့လောက်ထားပါတယ်အနှံ့ဆိုရင်လည်းလုံးဝအသီးပဲနော်ချိုလည်းမချိုဘူးညှီလည်းမညှီဘူးတော်တော်လေးတောက်လို့ကောင်းပါတယ်အသီးအရတာတောက်နေတဲ့အတိုင်းပဲပေါ့နော်တော်တော်လေးကောင်းတယ်ဒီမှာအထက်မှာအထောက်တွေအများကြီးပါတယ်တော်တော်လေးတန်တယ်အရင်ကောင်းတာပါပြန်အထူးဧည့်သည်တယောက်ကလေအဝေးရလာတဲ့ဧည့်သည်တယောက်ကသူကဖြော်ပြီးတယ်အခုကတော့သူဖြော်ပြီးတော့မှသူကတောင်းတောက်ပါတယ်ကောင်းတယ်ဟုတ်သူ
သူကတော့မချိုဘူးလုံးဝမညှီဘူးတောက်ရတာလွယ်ကူတယ်ပို့ပြီးတော့မှလည်းအသားရည်ကြီးတာထိရောက်မှုမြန်ဆန်တယ်ပေါ့နော်ဒီမှာ Miko Gluta Sagra Fish Collagen တောက်ကြည့်နော်ဘာ collagen ပဲတောက်လုံးဝမထိရောက်တဲ့သူတွေတော့ဒီ Gluta Collagen လေးကိုတောက်ကြည့်ကောင်းလား good လားအတန်လေးကပြောင်းဖို့စီစဉ်မရှိဘူးလားဆိုတော့ no ပြောင်းဖို့စီစဉ်မရှိပါဘူးဒီလိုအတန်ပါပဲယူပါမယ်ဒီလိုအတန်ပဲကြိုက်တယ်သူကပြောတော့ပြောင်းလို့မရဘူးပြောင်းလို့အကုန်လုံးလုပ်လို့ရတယ်เนาะခုခေတ်မှာပတ်စံရှိလို့ရှိရင်အကုန်လုံးလုပ်လို့ရတယ်ဒါပေမဲ့ဆိုင်းကကြတော့အပြေမှာနေတဲ့ပုံစံအပြေမှာဖြတ်တန်းတဲ့ပုံစံကကြတော့ဒီလိုမျိုး main ကလေးဝတ်စုံနဲ့နေထိုင်ပြီးတော့မှဖြတ်တန်းတဲ့လူမဟုတ်တော့ကြောက်မိုးဆန်းကပြောင်းဖို့အစီအစဉ်မရှိပါဘူးဆိုတော့ဒီနေ့ကကြတော့အာကုံသွားပြီလားကောင်းသွားပြီတရက်ကိုတစ်ထောက်တောက်เนาะရေခဲရေနဲ့လည်းဖြောတောက်လို့ရပါတယ်ယူယူရေနဲ့လည်းဖြောတောက်လို့ရပါတယ်ဒီမှာပြထားတာเนาะရေခဲရေနဲ့ဖြောတောက်လို့ရပါတယ်ဒီမျိုးအထောက်သေးလေးတွေအများကြီးပါတယ်အထက်မှာပေါ့เนาะတော်တော်လေးတန်တယ်ထိရောက်မှုလည်းမြန်ဆန်တယ်အဲဆိုတော့เนาะ collagen ကောင်းကောင်းတောက်ချင်မဲ့သူတွေတော့ပေါ့เนาะဈေးနှုန်းလည်းတက်တာတယ်သူရဲ့ collagen လည်းအာနိတင်လည်းတော်တော်ထိရောက်မှုမြန်ဆန်တယ်เนาะတိတာတယ်ပေါ့เนาะဆိုတော့ဒီကိုတဲ့က Gluta Sagra Fish Collagen ကိုတောက်ဖို့ပြောချင်ပါတယ်